အကိုကြီးလာပါရှင်ဟေးမင်္ဂလေးအဲ့ဘက်တွေရိုးနေဒီမှာမင်းရဲ့မျက်လုံးထဲမှာငါဆိုတဲ့ကောင်ကအရန်ညံ့နေတယ်လို့မင်းမြင်တယ်ဟမ် ကျမကဘာပြောနေလို့လဲကိုကြီးကအချိန်ကကျမရဲ့အတင်းမျိုးကိုကန်ထုတ်ပြီးရဲ့ကိုကြီးကိုလာပေါ်နဲ့ထေရတဲ့တူရှုတည့်ရဲ့လူမားသွားတာပါဟုတ်ဘူးဆိုတော့လေပြီးရောပေါ့အဲ့ဒါခက်တာပဲမင်းတို့ခုခေတ်မင်းကလေးတွေကငါတို့လိုတထင်းနေနဲ့တွေ့ရင်လူမားကြောင်ဆောင်မယ်ပြီးမှားသွားလို့ပါဆိုပြီးတောင်းမှန်မယ်ပြီးချင်းကပ်ပြီးရင်ကတ်ချွဲမယ်ငါစီကရသလောက်နှောင်းရမယ်ဒီမှာငါဆိုတဲ့ကောင်ကလူတကားရဲ့မျက်ခုံးမှုကိုဈဉ္ဉံလျှောက်လာတဲ့ကောင်ဆိုတော့သိတာနော်အဲ့လိုကိုကြီးကလူလေကြီးပေါ့ လူလေကြီးဟုတ်မဟုတ်သိချင်မင်းစမ်းကြည့်လိုက်မင်းငါစီကနှောကြည့်လိုက်လေတော်ပါပြီဘာမှမမျှော်လင့်တော့ပါအကိုကြီးလိုလူလေကြီးစီရလဲဘာမှမလို့ချင်ဘူးဒါပေမဲ့စေတနာရှင်ရဲ့ချွေလေးတစ်ခုလောက်တော့ဟုတ်ရှင်ချိုးရတောက်ချင်တာကလေးရဲ့ကိုကြီးတိုင်လာကိုကြီးထမ်းမလေးချိုးချူလာဟာဘောကိုကြီးချိုးရင်တောက်ဟာချွေတော့လေဟမ်ဒီမှာဘာလုပ်နေလဲချိုးတောက်နေချွေတော့နေတာချွေတော့နေအဲ့ဒီအခန်းထဲမှာအဲ့ဒီကတိမှာဒီစောင်းကြီးချွေတော့ရတယ်လို့ခင်ဗျားတို့ဘယ်သူကပြောလဲသူကအေးလို့လေအဲ့ကွာအေးလို့ဟမ်အေးလို့ဟုတ်တယ်ဘယ်နေနေဟာဒီကောလူရတယ်ဟာဟမ်ဒီလိုအနေထားပုံလိုက်ရောမရှက်လိုက်တာဟာဟမ်ကလေးတူတူဘယ်လိုလဲလူတယ်ပြောလိုက်တာဟိုအကိုနဲ့တူတယ်ပြောတယ်ဟိုဟာကိုလေဒီကဘယ်နာပဲဟမ်ခဏလေးလာတာဟင်းဗါလေတီယုံနဲ့လောက်ရနေစင်နေဟေးဘလို့စင်တာလဲကလေးရဲ့နှစ်ခုချင်းစင်ပါတယ်ကိုကြီးရဲ့အဲ့ဒါတူတယ်လည်းမကွာတူတာကိုထားလိုက်စမ်းပါခင်ဗျားကြုံမင်းမတော့ဘာလုပ်လာတာအော်လေမရည်လားဟာလေမရည်ဆိုလားထဲလာလေပြောတော့ရဲ့အဲ့လိုပြေးလေနေသူပြီးတာဘာမလဲတဲ့လာမကျုပ်ကိုဘာလို့ဖြစ်လာလဲမဟုတ်လေမရဆိုကျွန်တော်ခိုင်းပြီးမလေးခင်ဗျားကိုနေလိုက်ကြပြီဒီစကြောင်းရှိဟုတ်လားဒီမှာအေးလို့အေးတောက်နေတာပေါ့ဟုတ်တယ်ဟုတ်အေးတာကလည်းအေးကြီးကျွတ်တင်တဲ့ကိုအေးတောက်နေတာဟုတ်အင်းညာဟုတ်ဗီဒီယိုထဲမှာဝှချင်မရလိုက်ဘူးဝှချင်မရလို့ဟုတ်ပြီငါလိုက်ခဲ့တယ်ရဲစမ်းလိုက်ခဲ့တယ်လောက်ပါလေဟိုရဲစမ်းအောင်ကျွန်တော်တော့ကရောက်မှာပေါ့အဲ့ဒါခဏကျုပ်ကိုရောကြီးပြရမယ်နော်ရောကြီးပြရမယ်ဟုတ်တယ်ရောကြီးကျွန်တော်နဲ့စကားပြောဒီမှာငါလှုပ်လိုက်မယ်မလုပ်ပါနဲ့ခဏလှုပ်ရှိလို့ကျွန်တော်လှုပ်ပါအဲ့ကလေးမထီးနဲ့ကလေးမထီးခလေးမလုပ်တဲ့အဲ့ဒါကျုံမင်းပါဗျဟုတ်အေးဟုတ်မင်းမထီးပါနဲ့တော်တော်ဘာလို့အော်လေးတော့တကယ်လည်းမလေးတာခင်ဗျာပြောတော့တသေးဆိုတောင်းတဲ့နေရာမတော်ဘူးကျုပ်ပြောနေသိလေးတယ်ပြောနေခင်ဗျာပြေးပါလားမပြေးပါဘာလာလာဗျဘယ်လိုဖြစ်လို့ဟောနေရတော့သိလေးတယ်ဟုတ်တယ်ဒီမှာကိုကြီးကျွန်တော်ကြည့်ပါကျွန်တော်ဖက်နေမှာမဖက်နေရသေးပါဘူးဖက်နေတာမဖက်နေတယ်ဘာမှလည်းမရှိဘူးဘာကြည့်တာတော့မျက်နှာကြည့်ခိုင်းတာခင်ဗျာအကွက်စား